တင်နဲ့တင်အရင်ချစ်ရတဲ့တင့်ချစ်သူကိုရဲရဲဆက်ဆက်တက်သွားတဲ့လူတစ်ယောက်တင်ဟာစိတ်တဆက်လူသက်သမားတဦးဖြစ်ပြန်လည်မွေးဖွားလာခွင့်ရမယ်ဆိုရင်ထိုသူတင်ဘယ်လိုလက်တုံ့ပြန်မှာလဲအားလုံးပဲမင်္ဂလာပါ Kerika Ram Channel လေးမှာကြိုဆိုပါရစေယနေ့မှာတော့ Death Game လို့အမည်ရတဲ့2023ခုနှစ်ထွက် Fantasy Survival ဇာတ်ကားလေးရဲ့စတုတ္ထပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ EJ ဟာတင်မင်းကိုနောက်ထပ်ပြန်ဝင်စားမှုကိုစတင်ဖို့တောင်းပန်ခဲ့ပါတယ်။သူဂျီဆူအတွက်လက်စားချေရှင်ခဲ့ပါတယ်။တင်မင်းကသူ့တစုံတစ်ယောက်ရဲ့အသက်ကိုတတ်ဖို့ကြိုးစားရင်သူမဝင်ရောက်ဆွတ်ဖက်မယ်လို့တတိပေးခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ EJ ဟာဗကြီးဆရာတဦးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့စတူဒီယိုကမှောင်မိုက်ပြီးထူးဆန်းနေပါတယ်။အနီရောင်နံရံတွေမှာထူးဆန်းတဲ့ဗကြီးကားတွေပြည့်နှက်နေပါတယ်။သူပတ်ပတ်လည်ကိုစတင်ကြည့်ရှုနေတော့မှပဲအနီရောင်အရေးတဲကမှတ်ညံလုံးတစ်ခုပေါ်လာခဲ့ပါတယ်။ဗကြီးဆရာရဲ့နာမည်ကဂျောင်ယူချော်ဖြစ်ပါတယ်။သူ့မှာကြီးကျယ်တဲ့အရေးအချင်းရှိပေမဲ့ဘယ်တော့မှအတိမတ်ပြုခြင်းမခံရပါဘူး။တနေ့အိမ်ပြန်လမ်းမှာအဆောက်အုံပေါ်ကနေပြုတ်ကျလာတဲ့အမျိုးသမီးတဦးကိုသူတွေ့လိုက်ရပါတယ်။သူမရဲ့သေဆုံးမှုကနေလှုံ့ဆော်မှုရရှိပြီးအဲ့ဒီမြင်ကွင်းကိုပကြည့်ဆွဲတဲ့အခါမမျော်လင့်ပဲချီးကျူးမှုများစွာရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျောင်ယူကျော်ဟာတားကောင်တွေကိုလိုက်လံရှာဖွေစပြုလာခဲ့ပါတယ်။သူဟာသွေးတွေစိန်ထားတဲ့ဗတ္ထုစားတွေကိုအသုံးပြုပြီးထိတ်လန့်စရာအမှုပညာလက်ရာတွေကိုဖန်တီးခဲ့ပါတယ်။ဒီကွင်းဆက်လူသက်သမားရဲ့မျက်ညံတွေကိုဖတ်ပြီးနောက် EJ ထိတ်လန့်သွားပြီးအန်ဂျင်တယ်လို့ဖြစ်လာခဲ့ပါတယ်။သို့တော်လည်းဂျီဆူအတွက်လက်စားချေဖို့ EJ ဟာအစီအစဉ်တစ်ခုကိုသူစဉ်းစားခဲ့ပါတယ်။သူဟာနှဆိုးတစ်ကောင်ကိုအသုံးပြုပြီးနောက်ထပ်နှဆိုးတစ်ကောင်ကိုတတ်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်။နောက်တစ်နေ့မှာသူကားမတော်မဆဖြစ်တဲ့နေရာကိုတွားပြီးဂျီဆူရဲ့ပျောက်ဆုံးနေတဲ့ဘောပင်ကိုရင်မြောင်းထဲမှာရှာတွေ့ခဲ့ပါတယ်။မတော်တဆဖြစ်တဲ့နေ့ကဖတ်တယ်ဦးကမူရစ်ဆေးဝါးသုံးဆွဲမှုကြောင့်လမ်းသားလမ်းလာကိုဝင်တိုက်ခဲ့ရဖြစ်ပါတယ်။သူ့အမွေခံရာတို့ကိုထိန်းထားနိုင်မှုအတွက်သူ့ရှင်တွေကိုအပြည့်အစားခံခိုင်းခဲ့ပါတယ်။ရှင်းနေကထောင်ကျရင်ကြီးမားတဲ့စုလက်နဲ့ယာတို့ပေးမယ်လို့ပတ်တယ်ဦးကကတိပေးခဲ့ပါတယ်။ဒါကိုကြားတဲ့အခါရှင်းနေက Dash Cam Memory Card ကိုရင်မြောင်းထဲပစ်ချပြီးရဲကိုဖုံးဆက်ကအဖမ်းခံခဲ့ပါတယ်။ပတ်တယ်ဦးဟာဂျီဆူရဲ့ဘောပင်ကိုလွှင့်ပစ်ပြီးသူမကိုရုပ်သေးရုပ်လိုပဲလိုလောင်ပြောင်ခဲ့ပါတယ်။ဒီအကြောင်းကိုတွေးပြီး EJ ကလက်နက်တစ်ခုကိုဆွဲကင်ကထိတ်ကန်းဖွဲ့ကိုတွားခဲ့ပေမဲ့ရုပ်တရက်တတိလက်တွားခဲ့ပါတယ်။ဆရာဝန်ကသူ့မှာအုံနောက်အကျိတ်ရှိပြီးတလသာအသက်ရှင်မှုကျန်တော့တယ်လို့ပြောခဲ့ပါတယ်။ EJ ကလုံးဝမကြောက်ခဲ့ပါဘူး။သူပြုံးတောင်ပြုံးလိုက်ပါသေးတယ်။တလဟာဂျီဆူအတွက်တရားမျှတမှုရဖို့လုံလောက်တဲ့အချိန်ပဲဖြစ်ပါတယ်။ဆေးရုံကနေထွက်ခွာလာတဲ့အခါပြခန်းဝန်ထမ်းတဦးစီကဖုံးခေါ်ဆိုမှုရခဲ့ပါတယ်။ပတ်တယ်ဦးဟာဂျောင်ယူကျော်ရဲ့မယောင်းရသေးတဲ့ပကြီးကားတွေကတခုကိုဈေးကြီးပေးပြီးဝယ်ချင်နေတာပါ။ EJ ကပတ်တယ်ဦးနဲ့တွေ့ဆုံမှုချက်ချင်းပြကန်းကိုတွားခဲ့ပါတယ်။သူတိုက်ခိုက်ဖို့လုပ်နေတော့မှပဲအတွင်းရင်မှုပေါ်လာပြီးပတ်တယ်ဦးကိုအစည်းအဝေးရှိကြောင်းတတိပေးခဲ့ပါတယ်။ EJ အခွင့်အရေးလွတ်သွားတဲ့အတွက်ပကြီးကားကိုရောင်းဖို့သဘောတူခဲ့ပါတယ်။သူပတ်တယ်ဦးရဲ့လိပ်စာကိုတောင်းပြီးသူကိုယ်တိုင်ပို့ပေးမယ်လို့ပြောခဲ့ပါတယ်။ပတ်တယ်ဦးဟာဒီလိုထိတ်လန့်စရာပကြီးကားတွေကိုတိုက်နေတတ်တာဟာသူကိုယ်တိုင်ကလည်းတကယ်နဲ့ဆိုတဲ့အုပ်ဖြစ်နေလို့ပါပဲ။ကလေးဘွားတော်ကငိုနေတဲ့ကလေးငယ်တဦးရဲ့တက်ကိုတက်လူနီပါဖြစ်ခဲ့ပူပါတယ်။သူ့ညီကပတ်ချင်တဲ့ကဒါကိုမြင်ပြီးအမွေခံရာတို့ကိုစွန့်လွတ်ဖို့ချင်းချောက်ခဲ့ပါတယ်။ဒေါသထွက်နေတဲ့ပတ်တယ်ဦးဟာသူ့ညီကိုနှုတ်ပိတ်ဖို့လေရင်ပြက်ကျမှုကိုစီစဉ်ခဲ့ပေမဲ့သူတို့ရဲ့ဖခင်ကတော့ပတ်တယ်ဦးကိုလျှို့ဝှက်စာစုံစမ်းနေခဲ့ပြီးသူဟာစိတ်ရောဂါတွေဖြစ်နိုင်တယ်လို့ယုံကြည်နေခဲ့ပါတယ်။ဖခင်ဟာပတ်တယ်ဦးကိုစမ်းသပ်ဖို့အတွက်ကုမ္ပဏီမှာကိုရီကိုသွေးစစ်ဆေးတဲ့ဆွေးနွေးပွဲကိုတောင်စီစဉ်ခဲ့ပါတယ်။ပတ်တယ်ဦးဒေါသထွက်ပြီးဆေးပြားတွေတောက်ခါလမ်းပေါ်မှာအချိန်ပြင်းစွာမောင်းခဲ့ပြီးလမ်းပိတ်ဆို့တဲ့နေရာမှာရပ်တန့်ခဲ့ပါတယ်။တာဝန်ကျရဲရရှိတွေကသူ့ကိုစစ်ဆေးဖို့အမြန်ချင်းကလာခဲ့ပါတယ်။စုံတော့ဦးဟာတခုခုမှားရွံ့နေတဲ့ဆိုတာသတိထားမိပြီးသူ့ကိုစခန်းကိုခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပတ်တယ်ဦးဟာရဲမှုချုပ်ကိုချက်ချင်းဖုံးဆက်ပြီးဒီကိစ္စကိုအလွယ်တကူအဆုံးသတ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဒေါသထွက်နေတာကိုဖြေလျှော့ဖို့အတွက်စုံတော့ဦးကိုရိုက်နှက်ခဲ့ပြီးစေကူသားစိတ်အတွက်ငွေအထက်လိုက်ပစ်ချခဲ့ပါတယ်။စုံတော့အန်းဟာသူ့လုပ်ဖော်ကင်ဘက်အရှက်ရနေတာကိုဘေးကနေကြည့်နေခဲ့ပေမဲ့ဘာမှဝင်မပြောခဲ့ပါဘူး။ပတ်တယ်ဦးအိမ်ကိုပြန်ရောက်တဲ့အခါ EJ သူ့တကားဝမှာစောင့်နေတာကိုမြင်ပြီးထိတ်လန့်သွားခဲ့ပါတယ်။ EJ ကသူ့ဖက်နှက်တွေကိုတိုက်ဖို့အတွက်သူ့ရဲ့ဇင်ခံကားကိုနင်းယုံမကသူ့ကောင်းပေါ်ကိုတတွေးထွေးခဲ့ပါတယ်။ပတ်တယ်ဦးကပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူက EJ နဲ့မရှင်နိုင်မှုဆိုတာကိုလင်းမြန်းစွာသဘောပေါက်သွားခဲ့ပါတယ်။သူကားထဲကနေတနက်ကိုထုတ်ယူခဲ့ပေမဲ့ EJ ကအသက်မြင်ထားပြီးသားပါ။သူကြီးကအင်ဂျင်တစ်ထည်ဝတ်ထားခဲ့ရဖြစ်ပါတယ်။သူပတ်တယ်ဦးကိုကားနဲ့ချီနှောင်ပြီးထိတ်လန့်စရာအမှုပညာစတူဒီယိုကိုမောင်းနှင်ခဲ့ပါတယ်။ EJ ကဒီခဏကိုပိုင်ရှင်ဟာလူ15ယောက်ကိုတက်ခဲ့ပြီးပတ်တယ်ဦးကနောက်ထပ်တစ်ယောက်ဖြစ်လာတော့မယ်လို့အေးစစ်စွာပြောခဲ့ပါတယ်။သူတပ်ပြတ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့တဲ့အတွက်ပတ်တယ်ဦးကကြောက်လန့်တုန်လှုပ်ခဲ့ပါတယ်။ဒါပေမဲ့စတူဒီယိုထဲကိုရောက်တာနဲ့အခြေအနေတွေကရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ EJ ဟာရုတ်တရက် brain tumor ကြောင့်လဲကျသွားခဲ့ပါတယ်။သူနိုးလာတဲ့အခါအလုပ်စပွဲပေါ်မှာချီနှောင်ခံထားရပါတော့တယ်။ပတ်တယ်ဦးဟာကြီးလျှို့ဝှက်ကစားကွင်းကိုသဘောကျနေပုံရပါတယ်။ထိလက်နေတဲ့ EJ ကိုကြည့်ပြီးသူ့ရဲ့တပ်ဖြတ်မှုတမိုင်းအကြောင်းကိုစိတ်လှုပ်ရှားစွာပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်ကပတ်တယ်ဦးဟာကားနဲ့လူတစ်ယောက်ကိုမတော်မဆတိုက်မိခဲ့ပါတယ်။ကံမကောင်းစွာနဲ့ဒီမတော်တဆမှုဟာ EJ အင်တာဗျူးရှိတဲ့နေ့မှာဖြစ်ပျက်ခဲ့တာပါ
သားကောင်ကသူ့အသက်အတွက်တောင်းပန်တာကိုမြင်ရတာဟာပတ်ထေဦးကိုသူဘယ်တော့မှမမေ့နိုင်တဲ့ထူးဆန်းတဲ့စိတ်လှုပ်ရှားမှုတစ်ခုကိုပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတမင်တကာလူပနေရက်ကိုပဲကားနဲ့ဝတ်တိုက်တာအဲ့ဒီစိတ်လှုပ်ရှားမှုကိုပြန်မရနိုင်တော့ပါဘူး။ဒီဇလန်းကိုပြောပြပြီးနောက်ပတ်ထေဦးကလွှတ်ဆက်ကိုကောက်ကန်ပြီးယူသွတ်တဲ့အပြုံးနဲ့ EJC ကိုရှောက်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ EJ ဟာနောက်ထပ်အသက်တစ်ချောင်းဆုံးရှုံးသွားခဲ့ပါတယ်။တင်မင်းကဒီလိုနာကျင်တဲ့သေဆုံးမှုနောက်မှာ EJ လက်စားချေတာကိုစွန့်လွတ်လိုက်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အပြုံးကိုမြင်တဲ့အခါသူဟာတမင်တကာကိုယ့်ကိုယ်တေးစေခဲ့တယ်ဆိုတော့သဘောပေါက်သွားခဲ့ပါတယ်။စတူဒီယိုတစ်ခုလုံးဟာပတ်ထေဦးရဲ့ရာဇဝတ်မှုတွေကိုဖမ်းယူထားတဲ့ကင်မရာတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ EJ ဟာပတ်ထေဦးရဲ့လုပ်ခဲ့တာတွေကိုပေးဆက်စီဖို့တန်တိတ်တန်ချထားခဲ့တာဖြစ်ပါတယ်။တနက်တန်ကနောက်တစ်ချိန်မြည်လာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ EJ ဟာတေချင်းကိုကြောက်တဲ့သူရဲ့ပေါ်ချောင်သူစုံတော့အန်းရဲ့ခန္ဓာကိုယ်ထဲမှာနိုးလာခဲ့ပါတယ်။သူ့အဖေဟာတာဝန်ထမ်းဆောင်နေစဉ်တည်ဆုံးသွားတဲ့ရဲရရှိတအုပ်ဖြစ်ပါတယ်။စုံတော်အန်းကသူ့ကိုလေးစားပြီးရဲဖြစ်လာခဲ့ပေမဲ့သူ့အမေကစိတ်ပူလို့ဖျားနာသွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးစုံတော့အန်းဟာဘာပဲဖြစ်ဖြစ်သူ့ရဲ့လုံခြုံရေးကိုပထမဦးစားပေးခဲ့ပါတယ်။အနေရရှိရဲ့ရာဇဝတ်ကောင်တွေနဲ့တွေ့တိုင်းသူလှည့်ပြီးထွက်ပြေးလေးရှိပါတယ်။အချင်းကြာလာတဲ့အမျှလှုပ်ဖို့ကံဘက်တွေချာမှာသူရဲပေါ်ချောင်သူအဖြစ်လူသိများလာခဲ့ပါတယ်။ရုတ်တရက်သူ့အနီးအနားမှာစူညံတန်ကြားလိုက်ရပါတယ်။သူပြဿနာရှာသူကိုတွေ့လိုက်ရပါတယ်။သူကချိုးတဲ့အန်းကိုတတ်ခဲ့တဲ့ခင်ကြီးရောင်းဖြစ်ပါတယ်။ဖတ်ထေဦးဟာဂတိအတိုင်းသူ့ကိုပတ်စံမပေးခဲ့ပုံရပါတယ်။ဆုံတော်အန်းရဲ့စွမ်းရည်ကိုအသုံးပြုပြီး EJ ကခင်ကြီးရောင်းကိုလိမ့်မြန်စွာဖမ်းမိခဲ့ပါတယ်။ဘေးကနေကြည့်နေတဲ့လူတအူးကဒီတိုက်ပွဲကိုဗီဒီယိုရိုက်ပြီး online မှာတင်ခဲ့ပါတယ်။လူတွေကဒီသူရဲကောင်ကိုချီးကျူးခဲ့ကြပါတယ်။ရဲစခန်းကသူ့လုပ်ဖော်ကိုင်ဘက်တွေကသတင်းကိုမြင်ပြီးတုံ့လှုပ်သွားခဲ့ပါတယ်။ EJ ရှင်းပြဖို့အချိန်မရခဲ့ပါဘူး။သူစုံတော်ဦးနဲ့အတူဂျောင်ယူချောရဲ့အမှုပညာစတူဒီယိုတွေကိုအလင်းစလဝင်ရောက်ပြီးတက်တဲ့ခံပစ္စည်းအလုံးယူခဲ့ပါတယ်။မကြခင်မှာပဲရဲတွေရောက်လာပြီးအခင်းပြပွားရအောင်စုံစမ်းပြီးနောက်ဂျောင်ယူချောရဲ့ရာဇဝတ်မှုကိုအတည်ပြုခဲ့ပါတယ်။ထို့အပြင်ဂျောင်ယူချောဟာသူ့ရဲ့လူတက်မှုတွေကိုဗီဒီယိုရိုက်ကူးတဲ့အလေးချင်းရှိပြီးဗီဒီယိုတွေပေါ်မှာပတ်ထေဦးရဲ့ရာဇဝတ်မှုသက်သေတွေပါနေခဲ့ပါတယ်။ EJ ဟာဗီဒီယိုတွေကို USB driver နဲ့ကူးယူပြီးငွေရင်းတွေကိုတိတ်တဆိတ်ဖျက်ပစ်ခဲ့ပါတယ်။အခန်းအပြင်ဘက်မှာစုံတော်ဦးဟာ EJ ရဲ့လှုပ်ဆောင်ချက်တွေကိုစိတ်ရှုပ်ထွေးစွာကြည့်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပတ်ထေဦးဟာကစားပွဲရဲ့ပျော်ရွှင်မှုကိုခံစားနေတော့မှာပဲ။သူမော့ကြည့်ပြီးသူ့ရဲ့အတွင်းရင်းမှုကိုမြင်တဲ့အခါသူမကိုကောင်းမွန်တဲ့နေရာတစ်ခုခေါ်သွားခြင်းတယ်လို့ပြောခဲ့ပါတယ်။သူတို့နှစ်ဦးအမှုပညာစတူဒီယိုနားကိုရောက်လာခဲ့ပေမဲ့ရဲတွေကဝိုင်းထားတာကိုမြင်လိုက်ရပါတယ်။ EJ ဟာပတ်ထေဦးရဲ့ကားကိုရပ်တန့်စေပြီးရာဇဝတ်မှုဖြစ်ပွားရနေရာကိုမတွားဖို့တတိပေးခဲ့ပါတယ်။သူဟာပုံမှန်လိုဖြစ်နေပေမဲ့လူသက်သမားဖြစ်နိုင်တာကိုတတိထားဖို့အတွင်းရင်းမှုကိုလည်းအရေးအမှုပြောခဲ့ပါတယ်။ဒီစကားတွေကပတ်ထေဦးကိုမလုံမချုံဖြစ်စေခဲ့ပါတယ်။ EJ ဟာသူ့ရဲ့အလေးဝဲချက်ကိုသိနိုင်တယ်လို့သူထင်မြင်ပြီးသူ့ကိုဖယ်ရှားဖို့ကြံစည်ခဲ့ပေမဲ့ EJ ကအရင်လှုံ့ဆော်ခဲ့ပါတယ်။သူပတ်ထေဦးရဲ့ရာဇဝတ်မှုတွေအားလုံးရဲ့တက်တဲ့ခံပစ္စည်းကိုသတင်းထောက်တအုပ်စီပေးခဲ့ပါတယ်။နောက်ပိုင်းမှာစုံတော်ဦးကဘာလို့ဗီဒီယိုတွေကိုဖျက်ပစ်တာလဲကိုမေးခဲ့ပါတယ်။ EJ ဟာသူ့ရဲ့လုပ်ဖော်ကင်ဘက်ငယ်ကိုယုံကြည်ဖို့ဆုံးဖြတ်ပြီးပတ်ထေဦးဟာဂျောင်ယူချိုးကိုတတ်ခဲ့ကြောင်းဖော်ထုတ်ခဲ့ပေမဲ့ပတ်ထေဦးဟာအကောင်ကြီးကြီးအမီးရှည်တွေနဲ့ဆက်သွယ်မှုရှိရလို့ပြောခဲ့ပါတယ်။ဗီဒီယိုတွေကိုရဲကိုပို့ရင်ဖျက်ဆီးခံရလိမ့်မယ်လို့ဆိုပါတယ်။ EJ ဟာပတ်ထေဦးကိုသူ့ရဲ့ရာဇဝတ်မှုတွေအတွက်ပေးဆက်ရမယ်လို့ချိန်ဆခဲ့ပါတယ်။အဲ့ဒီရခိုက်တက်မှာပဲသူ့အမေရဲစခန်းကိုရောက်လာတာကိုမြင်လိုက်ရပါတယ်။စုံတော်ဦးကဒီတနာဆရာအမျိုးသမီးဟာစုံစမ်းစစ်ဆေးခံနေရတယ်လို့သူ့ကိုပြောပြခဲ့ပါတယ်။အစောပိုင်းတုန်းက EJ ဟာဂျန်ကာရောင်ဖြစ်အိမ်ကိုတွားပြီးသူမကိုငွေမြောင်များပေးခဲ့ပါတယ်။ရဲတွေကစောင့်ကြည့်ကင်မရာကနေတဆင့်ဂျန်ကာရောင်ရဲ့ကိုရေးချက်လက်ကိုအတည်ပြုပြီးနောက်မှာပဲသူဟာကားတိုက်မှုနဲ့တေဆုံးသွားခဲ့တာပါ။ EJ ဟာသူ့ရဲ့လုပ်ရက်တွေကသူ့အမေကိုခက်ခဲတဲ့အခြေအနေတွေရောက်သွားစေလိမ့်မယ်လို့မမျှော်လင့်ခဲ့ပါဘူး။သူအယမ်းပြည့်ရှိရလို့ခံစားခဲ့ရပါတယ်။သူတို့နှစ်ဦးဖြတ်သွားတဲ့အခါ EJ ဟာသူမကိုမေမေလို့မခေါ်ဘဲမနေနိုင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူဟာမှားခေါ်မိကြောင်းအမြန်ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့အမေကဂရုမစိုက်ခဲ့ပါဘူး။သူမကိုအဲ့ဒီလိုခေါ်တာမကြားရတာကြာပြီဖြစ်ပြီလို့ပြောခဲ့ပါတယ်။ EJ ကဘာလို့ပိုက်ဆံကိုရဲကိုပေးခဲ့တာလဲလို့မေးခဲ့ပါတယ်။သူမကဒါဟာသူ့သားရဲ့အသက်နဲ့လဲပြီးရမ်းလာတဲ့အရာဖြစ်တဲ့အတွက်ကောင်းကင်ဘုံကအပြစ်ပေးခြင်းလို့ခံစားရပြီးမလိုချင်ဘူးလို့ပြောခဲ့ပါတယ်။မျက်ရည်တွေနဲ့ EJ ဟာသူမထွက်သွားတာကိုကြည့်နေခဲ့ပါတယ်။သူလျှို့ဝှက်စွာသူမရဲ့တကားပေါ်မှာအစားတောက်ထားခဲ့ပြီးအချိန်မီစားဖို့တတိပေးခဲ့ပါတယ်။သူထွက်သွားဖို့လုံနေတော့မှပဲကျန်းတန်းတဲ့ယောက်ျားတအုပ်ပေါ်လာပြီးသူ့ကိုဓာတ်နဲ့ထိုးဖို့လုပ်ခဲ့ပါတယ်။ဒီလူဟာလူဆိုးကိုင်းခေါင်းဆောင်ရဲ့လက်ပါစီဖြစ်ပါတယ်။ပတ်တယ်ဦးဟာမာဖီးယားကိုင်းနဲ့ပတ်သက်နေတာပေါ်လာခဲ့ပါတယ်။ပတ်တယ်ဦးဟာကက်သနာတွေအလုံးပြီးဆုံးပြီလို့ထင်ခဲ့ပေမဲ့ဖုံးပေါ်ကနေ EJ ရဲ့အတန်ကိုကြားလိုက်ရတဲ့အခါစုံတော့အန်ကအားနေပုံရပေမဲ့သူဟာတကယ်တော့တိုက်ခိုက်ရေးမှာကျွမ်းကျင်သူဖြစ်ပါတယ်။ခန္ဓာကိုယ်ကစွမ်းရည်ကိုအသုံးပြုပြီးပဲသေစေနိုင်တဲ့တိုက်ခိုက်မှုကိုရှောင်သိမ်းနိုင်ခဲ့ပါတယ်။ပတ်တယ်ဦးဟာ EJ ဟာတာမန်လူမဟုတ်ဘူးဆိုတော့သဘောပေါက်သွားခဲ့ပါတယ်။အစောပိုင်းတုန်းကသူ TV channel အကြီးအကဲစီကနေ EJ ဟာဂျောင်ယူကျော်သေဆုံးမှုရဲ့တက်တဲ့ခံပစ္စည်းအားလုံးကိုသတင်းတောက်တဦးစီပေးခဲ့တယ်ဆိုတော့သိခဲ့ရပါတယ်။ဒါကြောင့်ပတ်တယ်ဦးကနီးယူဟာပြောင်းပြီး EJ ကိုပတ်စံနဲ့လက်ထိုးဖို့ကြိုးစားခဲ့ပါတယ်။ EJ ညှင်းဆန်ခဲ့ပါတယ်။သူအရာအားလုံးဆုံးရှုံးသွားရင်တော့ပတ်တယ်ဦးကိုပေးဆက်စီဖို့သူတန်သိန်းနဲ့ချထားခဲ့ရဖြစ်ပါတယ်
ဒါပေမဲ့ပတ်တဲ့ဦးကလုံးဝရွတ်သွနေသူတူဖြစ်ပါတယ်သူမီဒီယာရှိမှဂျောင်းယူချောကိုတက်ခဲ့ကြောင်းပုံမှန်လင်းလင်းဝန်ခံခဲ့ပါတယ်တိုးတော်လေသူကဂျောင်းယူချောကသူ့ကိုစတူဒီယိုရဲကိုပြန်ပေးဆွဲခဲ့ပြီးသူကိုကာကွယ်ဖို့အတွက်ပြန်တိုက်ခဲ့ရတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်ဒါအပြင် EJ ပေးခဲ့တဲ့ဗီဒီယိုဟာသူ့ကိုနာမည်ဖျက်ဖို့ရည်ရွယ်ချက်နဲ့ပြုပြင်ထားတယ်လို့ဆိုပါတယ်ခိုင်မာတဲ့တပ်တွေမရှိဘဲဂျောင်းယူချောပျောက်ဆုံးနေတာကြောင့်ပတ်တဲ့ဦးကလူတူးရဲ့ထင်မြင်ချက်ကိုအသုံးပြုပြီးသူ့ရဲ့နာမည်ကိုရှင်းလင်းခဲ့ပါတယ်မကြခင်မှာပဲနိုင်ငံသားတွေနဲ့နိုင်ငံရေးသမားများပြားဟာပတ်တဲ့ဦးဘက်ကရက်တီပြီးသူ့အတွက်တရားမျှတမှုကိုတောင်းဆိုခဲ့ကြပါတော့တယ်နောက်ဆုံးမှာတော့ပတ်တဲ့ဦးကအပြစ်မရှိဘဲလွတ်မြောက်သွားပြီး EJ ကတော့တက်တဲ့အတူဖန်တီးမှုဖြင့်အထက်လူကြီးများကအပြစ်ပေးခြင်းကိုခံခဲ့ရပါတယ်တဲ့ဦးရဲ့လက်ထိုးမှုကြောင့်လုပ်ဖို့ကင်ဘတ်တွေက EJ ကိုတစ္ဆာဖောက်ပြီးဆွန့်ပစ်ထားတဲ့စက်ရုံကိုပြန်ပြီးဆွတ်သွားခဲ့ပါတယ်တက်တဲ့ဦးဟာအမေရိကန်ကိုသွားမဲ့တီးတန့်လေရင်ပေါ်တက်နေတော့မှပဲဒီသတင်းကောင်းကိုရရှိခဲ့ပါတယ်သူဆေးပြားတွေတောက်ပြီးငိမ့်ချမ်းစွာအိပ်ပျော်သွားခဲ့ပါတယ်ဒါပေမဲ့ခရီးစဉ်တစ်ဝက်မှာရုတ်တရက်ပြင်းထန်တဲ့လေဆင်နှမောင်းဝင်တိုက်ခဲ့ပါတယ်တက်တဲ့ဦးထိတ်လန့်တုန်လို့ဆိုတာနိုးလာတဲ့အခါအင်ဂျင်မီးလောင်နေအောင်တွေးလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့စပီကာကနေပတ်တဲ့ဦးတက်ခဲ့တဲ့လူတွေရဲ့နာမည်ကိုစတင်ခွင့်ပြခဲ့ပါတယ်အရာအားလုံးနောက်ဆုံးမှဆက်သွားပါပြီအစာပိုင်းတုန်းကပတ်တဲ့ဦးကသူ့ညီကိုတက်ပြီးမတော်တဆမှုလို့ဖန်တီးဖို့အတွက်လီဂျွန်ဟွန်းကိုငားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လီဂျွန်ဟွန်းကလေယာဉ်အင်ဂျင်မှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေတက်ဆင်ခဲ့တဲ့အတွက်ပတ်ကျင်တဲ့ဟာလေယာဉ်ပြတ်ကျမှုနဲ့တည်ဆုံးခဲ့ရတာပါနောက်ပိုင်းမှာလေယာဉ်ပြတ်ကျမှုရဲ့အကြောင်းရင်းကိုလူထုကမေးခွန်းထုတ်လာတဲ့အခါမှာတော့မီဒီယာရဲ့အာရုံလွှဲဖို့အတွက်ပတ်တဲ့ဦးဟာစုံချုပ်ကိုဆက်သွယ်ပြီးလေဒီမပါပဲလေယာဉ်ပေါ်ကခုန်ချဖို့3ဘီလီယံကိုကမ်းလှမ်းခဲ့ပါတယ်နောက်ပိုင်းမှာပတ်တဲ့ဦးကအပြစ်မဲ့တဲ့မင်းကလေးတအူးကိုမတော်တဆနဲ့တိုက်သက်ခဲ့ပြီးနောက်မှာတော့ချိုတယ်အန်ကိုအပြစ်ပုံချခဲ့ရဖြစ်ပါတယ်သူ့ရဲ့မွေးရည်ဆေးဆွဲမှုပိုဆိုးလာတဲ့အခါသူ့ရဲ့တက်ချင်စိတ်ကပိုကြီးမားလာခဲ့ပြီးနောက်ဆုံးမှာတော့ဂျန်ကာယောင်းနဲ့ဂျီဆူတို့ကိုကားတိုက်မှုနဲ့တည်ဆုံးစေခဲ့ရဖြစ်ပါတယ်နောက်ဆုံးစက္ကန့်30မှာပတ်တဲ့ဦးကအတန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာပြီးလေဒီတစ်ခုကိုရှာကလေရင်ပေါ်ကခုန်ချလိုက်ပါတယ်ဒါပေမဲ့သူမြေပြင်ပေါ်ကိုဆင်းသက်လာတဲ့အခါမှာတော့အရှင်ပြင်းတဲ့ကားတစ်စီးကဝင်တိုက်လိုက်ပြီးကားမောင်းသူဟာအီဂျင်မတ်တပါအခြားသူမဟုတ်နေခဲ့ပါဘူးတကယ်တော့အရာအားလုံးဟာ EJ ရဲ့အစီအစဉ်ဖြစ်ခဲ့တာပါသူဟာပတ်ထေဦးရဲ့အကြံစီကိုအစကတည်းကမြင်အောင်ကြည့်နိုင်ခဲ့ပါပြီစုံတော်ဦးရဲ့အကူအညီနဲ့သူတို့ကအချင်းပြတ်ရဲကိုဖမ်းမိပြီးပတ်ထေဦးကိုသတင်းမားတွေပေးခဲ့ပါတယ်လီဂျူဟွန်းရဲ့မျက်ညံကိုအသုံးပြုပြီးပတ်ထေဦးကလူတက်ဖို့လူတွေကိုငားရမ်းခဲ့တဲ့တပ်တွေကို EJ ရှာတွေ့ခဲ့ပါတယ်အဲ့ဒီနောက်ပတ်ကျင်တဲ့ရဲ့မျက်ညံကိုအသုံးပြုပြီးပတ်ထေဦးရဲ့ဘောပင်တွေကမွေးရည်စေးဝါတွေကိုအိတ်စင်းနဲ့လျှို့ဝှက်စာလဲလှယ်ခဲ့ပါတယ်ပတ်ထေဦးအိပ်ပျော်သွားတာနဲ့ EJ ဟာလီဂျူဟွန်းရဲ့နီလန်ကိုအသုံးပြုပြီးလေရင်ပေါ်မှာဘုံတွေသက်ဆင်ခဲ့ပါတယ်။ရာအားလုံးအစင်သစ်ဖြစ်တဲ့အခါသူဆုံးကျွရဲ့စွမ်းရည်ကိုအသုံးပြုပြီးအမြင့်ကနေလေဒီနဲ့ခုန်ချခဲ့ပါတယ်။အဲ့ဒီနောက်ချိုတယ်အန်အဖြစ်စင်းသက်ရာနေရာကိုမောင်းနှင်လာပြီးပတ်ထေဦးကိုတိုက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲပတ်ထေဦးနှစ်တွေကြာကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအလုံးသတင်းတွေကဖော်ထုတ်ခဲ့ပါတယ်။အဆုံးမှာတော့ EJ ကဂျန်ကာယောင်အဖြစ်လက်အိတ်ဝစ်ပြီးဂျီဆူအတွက်လက်စားချီဖို့ပေါ်လာခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာသူတေမင်းရဲ့စီးမြင့်တွေကိုဂရုမစိုက်တော့ပါဘူး။သူဒီနတ်ဆိုးကိုငရဲတဲ့ဆွဲချချင်ခဲ့တာပါ။ရုတ်တရက်ဂျီဆူရဲ့ဘောပင်မြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ဂျီဆူဟာဂျန်ကာယောင်ဘဝတုန်းကသူကိုယ်တိုင်ပြောပြခဲ့တဲ့သူ့ဘဝဆက်ကြောင်းလေးကိုပျော်ရွှင်မှုနဲ့အဆုံးသတ်နိုင်မယ်လို့မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ဒီရဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလာခဲ့ပြီးသူပတ်ထေဦးကိုချမ်းသာပေးဖို့ရွေးချယ်ခဲ့ပါတယ်။သို့တော်လည်းပတ်ထေဦးကသူ့ကိုထက်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ရုတ်တရက်ပြင်းထန်တဲ့လေတိုက်ခတ်လာပြီးသူဟာအရှိန်ပြင်းတဲ့ကားနဲ့တိုက်မိသွားခဲ့ပါတော့တယ်။မကြခင်မှာပဲပတ်ထေဦးရဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်ခဲ့တဲ့ထိတ်တန်းနိုင်ငံရေးသမားတွေအားလုံးအဖမ်းခံခဲ့ရပါတယ်။ပတ်ထေဦးရဲ့ဖခင်ဟာထေကန်းအဖွဲ့ရဲ့ဥက္ကဋ္ဌရာထူးကနေဆင်းပြီးကုမ္ပဏီကိုကျွမ်းကျင်တဲ့မန်နေဂျာတဦးစီလွှဲပြောင်းခဲ့ပါတယ်။ပတ်ထေဦးဟာကားတိုက်မှုအပြီးမှာခြေနှချောင်းလုံးဆုံးရှုံးပြီးအောက်ပိုင်းတည်သွားခဲ့ပါတယ်။ဂျီဟာထောင်ထဲကရှိနေကိုတွားတွေ့ပြီး memory card ကိုယူလာခဲ့ပါတယ်။ဂျီဆူတို့ကိုကားနဲ့တိုက်တက်ခဲ့သူဟာရှိနေမဟုတ်ဘူးဆိုတာကိုတက်တည်ပြနေတဲ့တခုတည်းသောတက်တည်ခံပစ္စည်းဖြစ်ခဲ့ပါတယ်။ရှိနေဝမ်းသာလွန်းလို့သူ့ကိုအတက်တက်ခါကျေးဇူးတင်ခဲ့ပေမဲ့ EJ ကသူ့ရှိမှာပဲကက်ကိုဖျက်ဆီးပစ်ခဲ့ပြီးသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုချိန်မုံလိုက်ပါတော့တယ်။ရုံးမာတဲ့လူတွေဟာသူတို့လုပ်ခဲ့တဲ့အရာတွေပြန်ပေးဆက်ရတာပဲဖြစ်ပါတယ်။